မြန်မာပေါ်ကမြိုက်ပဲ Netflix ကနေကဘာကျော်မင်းသားဖြစ်လာတဲ့အတောင်အားလုံးသိကြတဲ့အတိုင်းလက်ရှိပြည်တွင်ရုပ်ရှင်လောကမှာမင်းသားတချို့ဟာ၃ရက်ကိုတကားနှုံနဲ့အရေးသွင်းမပါတဲ့ဟာတာကားတွေကိုတိတ်ထောင်ကြီးဈေးယူပြီးလွယ်လွယ်ကူကူရိတ်ကူနေကြပါတယ်ဒီလိုအချိန်မှာမင်းသားတောင်ကတော့ငွေကြေးထက်အနုပညာအရေးအသွေးအစစ်စစ်ကိုသာရွေးချယ်ခဲ့သူပါအရင်ကတည်းကထိုင်းဇလန်တွေဖြစ်တဲ့ကြောက်ဖူးရထူအေယာရီမနိုင်ငံကအစစ်မီပေါဝင်တည်ဆောင်ခဲ့တဲ့တောင်ဟာအခုဆိုရင်ကဘာကျော် Netflix ကထုတ်လုပ်တဲ့ Omuge ရုပ်ရှင်စကားကြီးမှာအဓိကစက်ကောက်နေရာကနေပတ်ဝင်ခွင့်ရရှိနေပြီဖြစ်ပါတယ်ဒီ Netflix စကားကြီးတွေမှာဆိုရင်တောင်းဟာထိုင်းဂျပန်နဲ့ Beauty နိုင်ငံတို့ကနာမည်ကြီးတည်ဆောင်ရင်းနဲ့အတူရေမောင်တန်းပြီးတွဲဖက်တည်ဆောင်ခွင့်ရရှိခဲ့တာပါဒါကြောင့်လည်းပြည်ရင်းအစင်းလောက်မှာရက်မနေတော့ပဲနိုင်ငံတကာကိုထုတ်သွားမဲ့ကဘာကျော်မင်းသားတစ်လက်ဖြစ်အဆင့်တန်းမြင့်မားစွာတက်လန်သွားခဲ့ပြီလို့ဂုဏ်ယူစွာဆိုရမှာပါပေါ်ကရိုက်တဲ့မင်းသားတွေကိုရှင်တော့သူရဲ့အနုပညာရည်သွင်းတဲ့ရည်တည်ချက်ကတကယ်ကိုမိုးနဲ့မြေလိုကွာခြားသွားပြီဖြစ်ပါတယ်ကဲဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောအရေးသွင်းမရှိတဲ့ပေါ်ကားတွေကြားကနေကဘာကျော် Netflix စင်မြင့်ထက်ကိုရောက်ရှိသွားတဲ့မြန်မာနိုင်ငံသားမင်းသားတောင်းရဲ့ကြိုးစားမှုနဲ့အောင်မြင်မှုတွေပေါ်ဘယ်လိုမြင်ကြလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်နော်ရွေးကောက်ပွဲမှာမဲပေးရန်အတွက်ပြောဆိုမှုမှာမိကဝစ်စားစီရင်မှုအစမပြေခဲ့လို့နိုင်ငံတော်လူကြီးများနဲ့ပြည်သက်တွေကိုတောင်းပန်လာတဲ့ရွှေမုံရည်ဒီတရုတ်ဆောင်ရွှေမုံရည်တွေကတော့ခင်မုန်းဖြစ်သူရွှေထူပါဝေဝစ်စားစီရင်မှုနဲ့မိကအပြင်ဆင်တွေကအစမပြေခဲ့တာကြောင့်နိုင်ငံတော်လူကြီးတွေနဲ့ပြည်သက်တွေကိုအလူညွတ်တောင်းပန်ခဲ့တာပါရွေးကောက်ပွဲအားမဲပေးကြရတဲ့တိုက်တွန်းခဲ့တဲ့အနုပညာရှင်အများပြားပါဝင်ခဲ့ရမှာရွှေထူးရဲ့သပင်ဒီဇိုင်းရွှေမုံရည်ရဲ့မိတ်ကဝစ်စားစီရင်မှုတွေကပြည်သက်တွေကြားထဲမှာအတော်လေးကိုဝေဖန်စရာဖြစ်ခဲ့တာကြောင့်သူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ဖျော်ဖြေရေးတွေနဲ့ပွဲလန်းသပင်တွေကြောင့်ဖြစ်ခဲ့တာလို့ဆိုပါတယ်ဒီလိုမျိုးစင်မပြေမှုတွေကြောင့်ကြည့်ရှုသူပေါ်မှာလည်းမလေးစားဖြစ်မိပါကခွင့်လွှတ်ပေးကြရန်အတွက်ဇနီးမောင်နှံနှစ်ယောက်ကတောင်းပန်လာခဲ့တာပါနောက်ထပ်နုပညာသတင်းတစ်ပုဒ်နဲ့မင်းသမီးရင်လက်ဟာတော့ဒီနေ့မကုန်ခင်မှာလက်ထပ်တော့မယ်လို့သိရပါတယ်သူမရဲ့ဖူးစာကတော့ဩစတြေးလျမှာကျောင်းတက်နေတဲ့မြန်မာနိုင်ငံကျောင်းသားလေးတစ်ယောက်ဖြစ်ပြီးမြန်မာနိုင်ငံသားတရုတ်အမျိုးသားလေးဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံဖွာတရုတ်အမျိုးသားလေးဟာတရုတ်လူရောမြန်မာလူရောမင်္ဂလာပွဲကျင်းပပေးသွားမှာလို့သိရပါတယ်။မင်းသမီးရှင်လက်ကတော့နောက်ဆုံးမှာတော့သူမမျှော်လင့်ထားတဲ့ဖူးစာပန်းနဲ့အစုံတွေ့နိုင်ခဲ့ပြီဖြစ်လို့တော်တော်လေးကိုမှကြည်နူးဝမ်းသာနေတာလည်းဖြစ်ပါတယ်။အပြင်ပိုင်းကြည့်ရင်တော့တထေးကတော့အဖြစ်နဲ့ပျော်ရွှင်နေတယ်လို့ထင်ရပေမယ့်အိမ်အောင်ရဲ့ကမကောင်းခဲ့တဲ့မင်းသမီးအင်ချောပိုအချောဖို့ဟာတော့အပြင်ပိုင်းကကြည့်ရင်တော့ချမ်းသာကြွယ်ဝပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားတယ်လို့ထင်ရပေမယ့်လက်တွေမှာတော့သူ့အမျိုးသားဟာသူ့ပေါ်မှာမကျင်တာပဲအမြဲတမ်းအပြစ်ရှာပြီးလူရှိမှတောင်လေးသန်းမမနဲ့ပြောတတ်တဲ့သူလို့သိရပါတယ်။ဒါကိုတော့ကာဝယ်ဆေးထိုးတဲ့အတွက်စေကန်းကိုလာပြတဲ့အချိန်မှာကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့တဲ့သူနာပြုဆရာမကိုယ်တိုင်ကပြောပြခဲ့တာပါ။တေချာပြန်စဉ်းစားကြည့်လိုက်ရင်တော့သူမရဲ့မင်္ဂလာဆောင်တော့ကလည်းဗုဒ္ဓဘာသာမြန်မာမင်းကလေးဖြစ်ပါရဲ့နဲ့မြန်မာ